အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ပရိသတ်တွေဒီလိုဘက်မှာအိတ်ကက်တဲ့ကိုမွေးဒီဘလောက်တောင်ရှမ်းနေပြီလေကျွန်တော်ပြောခဲ့တာပဲတပတ်လုံးလေးတိုင်းအောင်ဝဲရစေရမင်းဆိုတာအခုတော့လက်တွေ့ပါပဲအောင်ဝဲမတန်းလေးတွေကိုနည်းနည်းလောက်ကြွားကြလို့ဒီမိနစ်ရှီပိုင်းလေးကိုတော့နည်းနည်းတင်ပြပါအောင်တင်းနလာနီမှာကျွန်တော်မွေးကက်ထဲကနေပြီးတော့ခွန်နီရောခွန်တုံညာရောတဲပေါက်ပြီးတော့ဖွင့်လာခဲ့ပါပြီအင်္ဂါနေ့မှာကတော့အမာကြီးပဲမှန်နေတယ်ဒါပေမဲ့အိုဒူးနေမှာထိတ်စီတုံညာလို့ပေးပြီးတော့တုံညာတုံချံပွက်ထဲကအပန်းဝင်ခဲ့တယ်ကဂျာလာဘရီနေကုံပေါ့နော် main ကွက်ခွန်တုံးနဲ့ဒူး main ကွက်ရှစ်ခွန်ဆိုပြီးတနေကုံကိုဖြုတ်ခဲ့ပြီးရုပ်ဒီနေ့တောက်ကြနေကတော့အပိရက main ကွက်ငါးတုံညာရောဒူး main နှစ်ရှစ်ပါထပ်မှန်ကြတာမျိုးကျွန်တော်တောင်ဒီမဲ့မထားဘူးဒူး main နှစ်ရှစ်ပါထွက်သွားတာမျိုးဒါပေမဲ့ကျွန်တော်ပြောခဲ့ပါရီကားဝယ်နိုင်အောင်ပို့ဆိုပြီးတော့ကျွန်တော်ပြောခဲ့ပါရီကျွန်တော်မျိုးရီပေါက်တဲ့တန်ကြားရတဲ့အတွက်လည်းပဲထပ်တူဝမ်းသာမိပါရီတဲ့အခုလိုမျိုးဒူးဒီမှာတပတ်လုံးအောင်မြင်နေတာဟိုဂုံပြူတဲ့အနေနဲ့ဒီညမှာကျွန်တော်ရဲ့ပရိသတ်တွေအတွက် 3D ကနလက်ဆောင်ကိုကျွန်တော်ညှောက်ဝေပေးမှာပါဒါကကျွန်တော်ဒီချာတွက်ချက်ထားတဲ့မိုက်ကနလေးဖြစ်တယ်ပေါ့နော်ဒီကနလေးကတော့699 T8 3ညာ58 3ညာခွန်3ညာ1ခွန်3ညာ3ညာ5 4 2ဆိုတဲ့ကဏ္ဍလေးတွေပေါ့နော် profile တဲ့နေမို့အားလုံးပဲချင့်ချိန်ပြီးတော့ကန်ဆန်းကြည့်ကြပါအောင်နော်ပြီးတော့အရေးကြီးတာလေးတခုရှိသေးတယ်ဗျအဲ့ဒါကတော့ကျွန်တော်ခုလာမယ့်ရှေ့ဘက်တော့အထူးမူကဏ္ဍလေးတွေကိုလည်းပဲကျွန်တော် drop check ပေးထားရရှိပါတယ်ဒီမူကဏ္ဍတွေကိုကျွန်တော်အခမဲ့ပြီးတော့မှာပါဒီမူကဏ္ဍတွေကိုကျွန်တော်စီမှာကျွန်တော်ရဲ့ Viber ဒီ phone number လေးပေါ့နော်ကျွန်တော်ဒီ video မှာထားပေးထားတဲ့ဒီ phone number လေးရဲ့ Viber မှာလာပြီးတော့အခမဲ့တာတောင်းနိုင်ပါတယ်တပတ်လုံးအဝဲတွေစက်တက်ကြီးကျင်းနေဆိုရင်တော့အခုပဲကျွန်တော်ရဲ့ Viber မှာလာပြီးတော့ကနေမီးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ပောက်ကဲဆိုပြီးတော့လာပြောကြတဲ့ရိုးတွေကိုလည်းပဲကျွန်တော်ထပ်တူဝမ်းသာရပါတယ်ဗျို့ကျွန်တော်လည်းပဲဒီနေ့ share ကိုပေါက်ပါတယ်